ရနိုပြီးဆိုတော့ breakfast ကလေးသွားစားမယ်ပေါ့ဗျာလက်ဖေးဆိုင်ရောက်တော့မုတ်တီတုတ်ကလေးတစ်ပွဲမှားလိုက်တယ်ပေါ့ဗျာမုတ်တီတုတ်ကလေးမှားလိုက်တော့ဟင်းရည်လေးကငဖယ်လုံးဟင်းရည်လေးနဲ့ယူမလားရိုးရိုးဟင်းရည်လေးလားတဲ့ငဖယ်လုံးဟင်းရည်လေးနဲ့လုပ်လိုက်ပါဆိုတော့ငဖယ်လုံးဟင်းရည်လေးက1000မုတ်တီတုတ်ကလေးက4000ဆိုတော့9000ကျတယ်ပေါ့ဗျာအဲ့ဒါနဲ့လက်ဖေးတောက်ချင်တာနဲ့ကျွန်တော်တောက်နေကြလက်ဖေးဆိုင်နယူးရန်ကိုလက်ဖေးဆိုင်ကိုတွားရောက်ခဲ့တယ်ပေါ့ဗျာကျွန်တော်ရောက်တဲ့ချိန်က6နာရီဆိုတော့မြို့သူမြို့သားတွေက7နာရီ9နာရီမှအဲ့ရထတာဆိုတော့လက်ဖေးဆိုင်ကလူမရှိသေးဘူးပေါ့ဗျာ10နာရီကျော်လောက်ဆိုရင်တော့လူအားလုံးပြေးနေတာဖြစ်ပါတယ်ခင်ဗျာရှယ်ပုံမှန်တစ်ခွက်လို့မှာလိုက်တဲ့အခါကျတော့ကျွန်တော်ခြေကို3ကာလာလက်ဖေးလေးတစ်ခွက်နဲ့ရင်းနှီးချမ်းလေးကိုအစင်သင့်လာချပေးတယ်ပေါ့ဗျာကဲလက်ဖေးဆိုင်ရဲ့ခန္ဓာတက်ရပုံကိုလည်းကြည့်လိုက်ပါဦးဗျာ3ကာလာဆိုတော့3ရောင်ပေါ့ဗျာတစ်ရောင်ကို1000ဆိုတော့လက်ဖေးတစ်ခွက်ကို3000ကျတယ်ပေါ့ဗျာ3000ကျပါတယ်ဗျာခုလို breakfast ရဲ့အခုလို lunch ရဲ့အခုလို dinner စားတာလေးရဲ့ဆိုလို့ချင်းတနေ့ကုန်ကြစိတ်ကမလွယ်ပါဘူးဗျာမလွယ်ပါ